ကျွန်တော်တို့ Black Soldier Fly လို့ခေါ်တဲ့ BSF အကောင့်လေးတွေအကြောင်းပြောမှာဖြစ်လို့အစားအသောက်စားနေစဉ်ဆိုလို့ရှိရင်တော့မကြည့်ပါနဲ့တခြားအချိန်လေးကိုပြောင်းကြည့်ပါဗျကျွန်တော်တို့ဒီနေ့တော့ဒီ Black Soldier Fly လေးတွေရဲ့ဒီ Pupil Steak ဒီထဲမှာပေါ့ဗျာအဆင့်40နဲ့မှာဒီ Pupil Steak ကိုကျွန်တော်ပြသွားပါမယ်ဗျကျွန်တော်မွေးထားတဲ့ကောင်လေးရဲ့ Pupil Steak ကိုကျွန်တော်ပြသွားပါမယ်ဒီအစ်စ်မှာဆိုလို့ရှိရင်တော့သူတို့ကမလုံးမရှက်နေကြတယ်ဗျအစားမစားတော့ပါဘူးသူတို့ကသူတို့ရဲ့ adult state ပေါ့ရွယ်ရောက်နေတဲ့တောင်ပံပေါက်တဲ့အကောင်အဆင့်ကိုကူးပြောင်းမှုအတွက်သူတို့ကဒီ cocoon လို့ဆိုရဲသူတို့ရဲ့ဥအိမ်လေးတွေမှာငြိမ်ပြီးတော့နေကြတယ်ဗျဒီမှာဆိုလို့ရှိရင်ကျွန်တော်ပြထားပါတယ်ဗျဒီမှာဆိုလို့ရှိရင်သူတို့ကဒီတိရွက်6လေးတွေမှာဒီအစ်စ်မှာဆိုလို့ရှိရင်အေးပြီးတော့6သွေးတဲ့နေရာကိုသူတို့ကြိုက်တယ်ဗျအဲဒါကျွန်တော်တို့ကဒီအေးပြီးတော့6နေအောင်ထားပေးရမယ်အဲ့လိုလေးမှာသူတို့အတွက်အဆင်ပြေမယ်ဗျအလင်းထိလို့မရအောင်နော်နေအောင်ဒီထားရိုက်ထိလို့မရအောင်လို့ပြောချင်တာပါဗျဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီပုံရိုက်လို့အတွက်နည်းနည်းလေးလင်းနေအောင်ထင်ရပါမယ်ပြီးကြလို့ရှိရင်ကျွန်တော်ပြန်ဖုံးထားမှာပါဗျနောက်ထပ်အဆင့်တစ်ခုဖြစ်တဲ့ကျွန်တော်တို့ရဲ့ဒီ lava steak နဲ့ preview steak ကိုကူးပြောင်းကစားကောင်လေးတွေပေါ့အဲ့ကောင်လေးတွေကိုကျွန်တော်ပြပါမယ်အစာစားရင်မကြည့်ပါနဲ့ထပ်ပြောပါမယ်ဗျတချို့တော့ကတော့ preview steak ကိုရောက်သွားပြီတချို့က lava steak မှာပဲရှိနေသေးတယ်အဲ့လိုကောင်လေးကအစာစားဖို့လိုအပ်တဲ့အခါကျွန်တော်တို့ဒီမှာအစာထည့်ပေးထားပါတယ်ဒါကြောင့်ရေနည်းနည်းလေးနည်းနေတယ်ဗျဒီရှင်ကျွန်တော်နောက်ထပ်ထည့်ပြီးမှာပါဗျသူတို့အတွက်အဆိုဓာတ်ကဒီရေပေါင်မှုက80ရာခိုင်နှုန်းလောက်ထည့်ဖို့လိုတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ထည့်ပြီးသွားပါပြီဗျအကောင်လေးကအထဲထဲကိုတိုးဝင်သွားပြီးတော့အစာစားနေကြပါပြီအခုဆိုလို့ရှိရင်အပေါ်ကနေကြည့်ရင်တော့တိတ်မမြင်ရတော့ပါဘူးသူတို့အောက်ကိုရောက်နေပြီဒီမှာကျွန်တော်ဘာပဲသုံးထားလဲဆိုတော့ကျွန်တော်အကောင်လေးလည်းနည်းနည်းပဲဖြစ်ရှိဒီထဲမှာရှိတာဖြစ်လို့ကျွန်တော်ဒီထမင်းကိုပဲဒီဆံမျိုးသဘောမျိုးကြိုလိုက်ပါတယ်ဆံမျိုးသဘောမျိုးကြိုလိုက်တယ်ပြီးတော့အေးအောင်ထားပြီးတော့သူတို့ကစာကျွေးပါတယ်အကောင်းတော့အသီးတွေပါတယ်ကျွေးရင်တော့ပိုကောင်းပါတယ်ဒါပေမဲ့သူတို့အတွက်ကာဘိုဟိုက်ဒရိတ်ကလည်းလိုပါတယ်ဗျဒီထမင်းကြံနဲ့ဒီဟိုဟာနဲ့ကိုရောကျွေးလို့ရပါတယ်အသီးနှံတွေတော့ဘေးကဒီမှောင်ပြီးတော့အေးတဲ့နေရာမှာဆိုလို့ရှိရင်သူတို့ရဲ့ဒီကိုကွန်းလေးထဲမှာငြိမ်ပြီးတော့နေကြတဲ့အကောင်လေးတွေအဲ့ကောင်လေးတွေကဒီ BSF အတောင်မှာပါတဲ့ BSF အကောင်တွေဖြစ်ပေါက်လာကြမှာပါဗျကျွန်တော်ဒီ BSF မွေးမိတဲ့ဥစ္စာလေးကိုကျွန်တော်ဒီနေ့အားသလောက်လေးကျွန်တော်အချိန်ရတဲ့အချိန်လေးရိုက်ပြီးတော့တင်ပေးတာပါမသေးချာကြည့်ရင်မရပါတယ်ဟိုကောင်လေးဘေးမှာငြိမ်တာကျွန်တော်တစ်စင်မွေးတာလေးကိုကျွန်တော်နောက်ကျရင်တင်ပေးပါမယ်ဗျကျွန်တော်တို့ပြီးကြရင်အုပ်ထားဖို့လိုပါတယ်ဒီလိုမျိုးအုပ်ထားဖို့လိုပါတယ်အုပ်ပြီးတော့ကျွန်တော်တို့ပရွယ်စိတ်တွေပါတယ်ကြောက်ပါတယ်ဒီဆက်မှာဒီပရွယ်စိတ်မှာလာအောင်လည်း view စရတယ်ပြီးတော့ကျွန်တော်ဒီအိမ်မြောင်တွေပါတယ်မဝင်အောင် view စပါတယ်